ရှိရှိတော့ကတောအုပ်တစ်ခုမှာလဲရှိလို့ခေါ်တဲ့တစ်ကလေးအုပ်တစ်ကောင်ရှိပါတယ်။သူဟာတနေ့မှာမုတ်ဆိုးတွေပြစ်ချထားခဲ့တဲ့အင်မတန်တပ်ပါပြီးအဖိုးတန်နဲ့ရွှေအုပ်ထုပ်ကြီးတစ်ခုကိုကောက်ရခဲ့တယ်။ What a beautiful လဲရှိဟာ hat. အဲ့ဒီရွှေအုပ်ထုပ်ကိုသူ့ရဲ့ခေါင်းပေါ်မှာတင်ကြည့်လိုက်တဲ့အခါအရန်ကိုခံညာသွားပါတယ်။တော်ရဲကတခြားတိတ်ဆန်လေးတွေကလည်းဟာလဲရှိကတော့တကယ်ပြင်းကြီးကြနေတာပဲဆိုပြီးချီကျိုးကြတာပေါ့လဲရှိဟာဂုံယူလုံးလို့အိတ်တဲ့အခါမှာတောင်အဲ့ဒီရွှေအိုးထုတ်ကိုမချွတ်တော့ပါဘူးဒါပေမဲ့ပြဿနာတစ်ခုကတော့ရွှေအိုးထုတ်ကအရန်လေးတာကြောင့်လဲရှိဟာသူ့ရဲ့လဲပင်ကိုအရင်လိုမထားနိုင်တော့သလိုလွတ်လွတ်လပ်လပ်လည်းမလှုပ်ရှားနိုင်တော့ပါဘူးရက်တွေကြာလာတဲ့အခါလဲရှိဟာအခက်တွေ့လာပါတယ်တစ်ကလေးအုပ်တွေရဲ့တဘာဝကတစ်ပေအမြင့်ကြီးတွေပေါ်ကတိတ်ရွနှုလေးတွေကိုစားရတာပါဒါပေမဲ့ရွှေအုပ်ထုတ်ကြီးရဲ့အလေးချိန်ကြောင့်လဲရှိဟာခေါင်းကိုအပေါ်ကိုမမော့နိုင်တော့ပါဘူးသူဟာမြေကြီးပေါ်ကညစ်ပတ်နေတဲ့မျက်ခြောက်တွေကိုပဲငုံစားနေရတယ်ဆေးတောက်တဲ့အခါမှာလည်းအုပ်ထုတ်ပြုတ်ကြမှာစိုးရိမ်တာကြောင့်ဝဝလည်းမတောက်ရပါဘူးဟေးလဲရှိမင်းကြည့်ရတာပိန်သွားသလားလို့ရွှေအိုးထုတ်ကြီးကတော့တောက်နေတာပဲဒါပေမဲ့မင်းမျက်နှာကတော့မပြောသလိုပဲနော်လို့အမြေခွေးကလေးညံကြီးကတတိပေးလိုက်တယ်တနေ့မှာတော့လေပြင်းတွေတိုက်ခတ်လာပြီးတော်မီအန်ဒီရဲ့ကြုံရပါတယ်တလိษံအားလုံးဘေးကင်းရာကိုအမြန်ပြေးကြရတယ်လဲရှိဟာလည်းပြေးဖို့ပြေးပေမဲ့ခေါင်းပေါ်ကရွှေအိုးထုတ်ကအရန်လေးနေပြီးဟန်ချက်မညီစားကြောင်းလဲကြမလို့ဖြစ်နေပါတယ်ငါအသက်ထက်ဒီရွှေအိုးထုတ်ကပိုအရေးကြီးသလားလို့လဲရှိကကိုမေးလိုက်တယ်အဲ့ဒီနောက်သူဟာသူ့ရဲ့ခေါင်းကိုခါရမ်းပြီးလေးလံလှတဲ့ရွှေအိုးထုတ်ကြီးကိုကြောက်ထဲကိုလွှတ်ပြလိုက်ပါတော့တယ်အိုးထုတ်ကြီးပြုတ်ကျသွားတာနဲ့တပြိုင်နက်လဲရှိရဲ့လေပင်ဟာပေါ့ပါသွားပြီးအရင်လိုတွတ်လက်ပြေးနိုင်သွားပါတယ်သူဟာဘေးကင်းရာကိုအချိန်မီရောက်ရှိသွားခဲ့တာပေါ့မိငိမ့်သွားတဲ့အခါလဲရှိဟာရွှေအိုးထုတ်ကိုပြန်မရှာတော့ပါဘူးသူဟာတစ်ပစ်အမြင့်ကြီးပေါ်ကတိရွက်နှုလေးတွေကိုလဲပင်မတ်နဲ့အားရပါရစားရင်စစ်မှန်တဲ့လွတ်လပ်မှုကိုခံစားလိုက်ရပါတယ်ဒီပုံမြင်လေးကပြခြင်းနဲ့သင်ခန်းစာကတော့အပေါ်ရန်ကုန်ပကတနာတွေချက်စစ်မှန်တဲ့လွတ်လပ်မှုနဲ့ကျန်းမာမှုကပိုတန်ဖိုးရှိပါတယ်မိမိနဲ့မထိုက်တန်တော့မိမိကိုဝင်တော့ဝင်ဖို့ဖြစ်စေသောအရာများကိုစွန့်လွတ်ရဲရပါမယ်ပိုင်ဆိုင်မှုတွေများပြားခြင်းကပျော်ရွှင်မှုလို့မဆိုလိုနိုင်ပါမိမိရဲ့တဘာဝအတိုင်းနေထိုင်နိုင်ခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်ပုံမြင်လေးကိုသဘောကျရင် like and subscribe လုပ်ခဲ့ပြီးတော့ like comment share လေးတွေလည်းလုပ်ပေးခဲ့ပါဦးเนาะနောက်ထပ်လည်းသင်ခန်းစာရစရာပုံမြင်အသစ်လေးတွေကိုတင်ဆက်ပေးသွားပါဦးမယ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ